Hello, welcome my computer knowledge sharing video. Okay, အားလုံးပဲမင်္ဂလာပါရှင်ပြည်နာမည်မပြည့်စုံပါဒီနေ့မှာ computer နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးက Microsoft Word ထဲမှာ watermark ထည့်တဲ့နည်းလမ်းလေးနဲ့ပြီးလို့ရှိရင် Microsoft Word ထဲမှာ header and footer တက်တဲ့နည်းလမ်းလေးတွေကိုဒီနေ့မှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါဆိုရင် let's go to the Microsoft Word ဒါဆိုရင် Microsoft Word ထဲကိုသွားလိုက်ပါမယ်။ Microsoft Word ထဲကိုသွားပြီးတော့ပထမဦးဆုံး sharing လုပ်ပေးမယ် watermark ထည့်တဲ့နည်းလမ်းလေးပေါ့နော်။ watermark ဘာကြောင့်ထည့်လဲဆိုတော့ objective လေးကိုအရင်ဆုံးရှင်းပြချင်ပါတယ်။ watermark ကိုဘာကြောင့်ထည့်လဲဆိုရင်ကိုယ့်ရဲ့ company ရဲ့ logo ကိုယ့်ရဲ့business တစ်ခုရဲ့ logo ကိုယ့်ရဲ့ page တစ်ခုရဲ့ logo စသည်အားဖြင့်ဒီလိုမျိုးကိုဒီ brand တစ်ခုရဲ့ logo ကိုတခါတည်းကိုကannounce လုပ်ပြီးသားဖြစ်တယ်ကိုယ့်ရဲ့ဒီစာတွေကိုရိုက်ပြီးတဲ့အခါမှာ watermark လေးထည့်လိုက်ရင်ပို့ပြီးတော့မှထင်သာမြင်သာရှိတယ်ပို့ပြီးတော့လည်းကိုယ့်ရဲ့ဒီ logo လေးနဲ့ဆိုတော့ကိုယ့်ရဲ့ရှေ့ကကြော်ညာတဲ့နောက်စာလေးတွေကလည်းပို့ပြီးတော့မှ effective ဖြစ်ပါတယ်။ Okay ပါဒါဆိုရင် how to put in the works in the Microsoft Word Okay Microsoft Word ထဲကိုဘယ်လိုမျိုးထည့်မလဲပေါ့နော်ဒီ watermark ကိုဘယ်လိုထည့်မလဲဆိုတော့ page layout ထဲကိုသွားပါမယ်ပထမဦးဆုံး page layout တက်ကလေးတွေကိုသွားရင် page background ဆိုတာရှိပါတယ်ဒီထဲမှာ watermark ဆိုတာရှိပါတယ်ဒီမှာလည်းဒီ watermark ဆိုတာလေးကိုနှိပ်လိုက်တာ ਨੇ အောက်မှာနမူနာပုံလေးပြပေးထားပါတယ်တွေ့လားမသိဘူးเนาะဒီနားလေးမှာပေါ်လာဒီနားလေးမှာပေါ်လာတဲ့ box လေးကိုပြောတာပါเนาะပြန် mouse ဖယ်လိုက်လို့ရှင်ပျောက်သွားလို့ပါဒီမှာ watermark အကြောင်းကိုရှင်းပြထားပါတယ်ဒီ watermark ကသူကဒီထဲမှာဆိုရင်ရုပ်ပုံလေးက A4 စာရွက်တစ်ရွက်ပေါ်မှာစာတွေရိုက်ထားတယ်ပြီးရင်အဲ့ဒီပေါ်မှာ DRAFT ဆိုတဲ့စာလုံးကြီးက diagonal ပုံစံတစ်စောင်းလေးပြပေးထားတယ်ဒါကဒီစာရဲ့watermark ထည့်ထားတာပေါ့နော်ဟုတ်ကဲ့ပါပြီးကလည်းဒီနေ့မှာ watermark ထည့်တဲ့နည်းလမ်းလေးတွေကို sharing လုပ်မယ်ဆိုတော့ပထမဦးဆုံးနှစ်မျိုးပြောပြမယ်ပေါ့နော် watermark မှာပုံစံနှစ်မျိုးရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုရင် picture watermark နဲ့ပြီးလို့ရှိရင်ဒီ text watermark ဆိုပြီးတော့မှနှစ်မျိုးရှိပါတယ် box လေးကိုပြန်ခေါ်ပြပါမယ်ဒီ page background နဲ့က watermark လေးကိုတစ်ချက်နှိပ်လိုက်ပါဒါဒီကတော့နမူနာပြပေးထားတာပါဒီမှာဆိုလို့ရှိရင်ဒီလိုပုံစံလေးလားဒီလိုပုံစံလေးလားဒီလိုတစ်စောင်းလေးလားဒီလိုအတဲ့လေးလားဆိုပြီးတော့ဒါကနမူနာပုံစံပြပေးထားတာပါဒီမှာဆိုရင် more watermarks from office.com ဆိုတာကတော့ဒါက internet ကနေပြီးတော့မှကိုကြိုက်တယ်လို့လုပ်ရယူရတာပါ custom watermark ဆိုရင်တော့ကိုစိတ်ကြိုက်ကိုရိုက်ထည့်ခြင်းနဲ့စာသို့မဟုတ်ကိုထည့်ခြင်းနဲ့ပုံကိုစိတ်ကြိုက်ထည့်လို့ရတာဖြစ်ပါတယ် remove watermark ဆိုတာကတော့ကိုက watermark မထည့်ခြင်းတော့ဘူးမသုံးခြင်းတော့ဘူးဆိုရင်ပြန်ဖြတ်လို့ရတဲ့အရာလေးဖြစ်ပါတယ်ဒါဆိုရင်ပြည့်ကအခု watermark ထည့်မှာဖြစ်တယ်internet ကနေတော့မသုံးဘူးပြည့်ရဲ့ဒီရှိပြီးသား logo ကိုပဲသုံးမှာပေါ့နော်ဆိုတဲ့အခါကျတော့ပြည့်ဒီ custom watermark ဆိုတာလေးကိုရွေးလိုက်ပါတယ် custom watermark ဆိုတာကိုရွေးလိုက်ရင်စောစောကပြည့်ပြောထားသလိုမျိုးပဲ option box လေးကြာလာတယ်အဲ့ဒီထဲမှာအဓိက main သိရမှာက picture watermark ရဲ့ text watermark ရဲ့ဆိုပြီးတော့နှစ်မျိုးကိုသိထားရမှာပါ picture watermark ဆိုတာကကြတော့ရုပ်ပုံကိုA4 စာရွက်ရဲ့နောက်ကျောမှာအရေးအနေနဲ့ပြပေးတာပါ text watermark ဆိုတာကကြတော့ကိုရိုက်လိုက်တဲ့စာသို့မဟုတ်ကိုရဲ့ business တစ်ခုရဲ့ name ကိုရိုက်ထည့်လိုက်လို့ရှိရင် watermark အနေနဲ့ပြပေးတာဖြစ်ပါတယ်ပုံလေးနဲ့ပြချင်တာလားစာလေးနဲ့ပြချင်တာလားဆိုတာကတော့ကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ် no watermark ဆိုရင်တော့သူကဘာမှပြပေးနေမှာမဟုတ်ပါဘူးဖြစ်ကလောလောဆယ်မှာtext watermark လေးကိုအရင်ဆုံးလုပ်ပြပါမယ် text watermark ကိုကရွေးချယ်မယ်ဆိုရင်သူ့ရဲ့ option မှာသွားပြီးတော့မှ mouse လေးတစ်ချက်နှိပ်ထားဖို့လိုအပ်ပါတယ်ပြီးရင်အောက်မှာ option တွေရှိပါတယ် language text font size color layout ဆိုပြီးတော့ရှိပါတယ် language မှာ
ကိုကြိုက်တဲ့ language ကိုရွေးထားလို့ရပါတယ်ကိုကဘာသာစကားနဲ့ရေးမှလဲကိုရဲ့စာကကိုကြိုက်တာကိုရွေးလို့ရပါပြီးတော့လောလောဆယ်မှာ English US ကိုရွေးထားပါတယ်ပြီးရင်ဒီ text ဆိုတဲ့နေရာလေးမှာသူက exam အနေနဲ့ ASAP ဆိုပြီးတော့ရိုက်ထားပါတယ် ASAP ဆိုတာကတော့အတူကောက်ဖောင်မှာသူ့ရဲ့အရှိကတော့ as soon as possible ဆိုတဲ့စာလုံးလေးပါဒါကတော့ knowledge အနေနဲ့ sharing လုပ်ပေးတာပါဒီနေရာမှာကိုကြိုက်တဲ့ကိုရဲ့ business ရဲ့နာမည်ကိုရဲ့ Facebook page ရဲ့နာမည်ကိုကြိုက်တယ်လို့ရိုက်ထည့်လို့ရပါတယ်ဒီကတော့ပြည့်ရဲ့ page နာမည်လေးကိုပဲရိုက်ထည့်လိုက်ပါမယ် computer knowledge sharing ဆိုပြီးတော့ရိုက်လိုက်ပါမယ်ပြီးရင်တော့ font ကိုရွေးချယ်လို့ရပါတယ်ဒီကတော်တော်များများကိုရိုက်လို့ရှိရင်အင်္ဂလိပ်စာ font ကို Thai New Roman နဲ့ပဲရိုက်တာဖြစ်ပါတယ်AI လို့ရိုက်လိုက်တာနဲ့သူ့ရဲ့ box မှာ auto ကျလာပါတယ်ဒါလေးကိုရွေးပြီးပြီဆိုရင်တော့ size မှာဆိုရင်တော့သူက auto ရှိတယ်36 40 44 48 50ဆိုပြီးရှိပါတယ်ကို size ကြီးခြင်းရင်လည်းကြိုက်တယ်လို့ရွေးချယ်လို့ရတယ်ပြီးတော့လောလောဆယ် auto ကိုပဲရွေးထားလိုက်ပါcolor မှာကိုယ့်ရဲ့ဒီ computer knowledge sharing ဆိုတဲ့ဒီရိုက်ထားတဲ့ text ကစက်လုံးကိုက black color နဲ့ပဲလိုချင်တယ်ဆိုရင်တော့ black တိုင်းပဲထားလို့ရပါတယ်ကိုကတခြား color လေးတွေထည့်ချင်သေးတယ်ဆိုလို့ရှိရင်လည်းဒီမှာသွားပြီးတော့ just လုပ်လို့ရပါတယ်ပြီးတော့လောလောဆယ်မှာ blue color လေးကိုကြိုက်တာဖြစ်တဲ့အတွက်ပြည့်ရဲ့ logo ကလည်း blue color ပုံစံလေးပေါ့နော် blue ဆိုပေမဲ့ purple ဘက်ကိုသွားတယ်ဆိုတဲ့အခါကျတော့ပြည့်ကဒီ color လေးကို purple လေးကိုရွေးလိုက်မယ်ပေါ့နော်ပြီးရင်တော့သူကအောက်မှာ layout ဆိုပြီးတော့နှစ်မျိုးရှိပါတယ် diagonal ရယ် horizontal ရယ်ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အဲ့ဒါဘာကိုပြောတာလဲဆိုလို့ရှိရင် diagonal ဆိုလို့ရှိရင်စာလေးကိုဒီလိုအထက်အောက်တစ်စောင်းလေးပြပေးပါပေါ့နော်အောက်ကနေအပေါ်ကိုဒီလိုကန့်လက်ပြက်လေးဖြတ်သွားမှာပါ horizontal ဆိုလို့ရှိရင်တော့အလျာလိုက်ကြီးပြပေးမှာပေါ့နော်အလျာလိုက်ဆိုတော့နည်းနည်းရိုးတယ်လို့ခံစားမိလို့ပြီးရ diagonal လေးကိုရွေးလိုက်ပါတယ်ပြီးရင် apply ဆိုတာလေးကိုနှိပ်ပြီးရင် okay ဆိုတာလေးကိုပြခင်လည်းနှိပ်လို့ရတယ်အပြီးမှာတော့မပြတော့ဘူး close ပဲပြတော့ဖြစ်တဲ့အတွက် close နှိပ်လိုက်တယ်ဒါဆိုရင်တော့ပြည့်ရဲ့ဒီ Microsoft Wallpaper ပေါ်မှာပြည့်စောစော test နေရာမှာရိုက်ထားတဲ့ computer knowledge sharing ဆိုတာလေးကဝင်သွားပါပြီဒါကတော့ watermark ကို text watermark ကိုသုံးပြီးတော့မှထည့်ပြတာပါပြီးကနောက်ထပ်စာရွက်တစ်ရွက်ပေါ့နော်ဒီစာရွက်မှာစာရိုက်တာပေါ့နော်စာတွေရိုက်တာပြီးသွားပြီကုန်သွားပြီဆိုလို့ချင်းပြနောက်တစ်ရွက်ကိုပြောင်းမယ်ဆိုရင်လည်းနောက်ထပ်တစ်ရွက်ရောက်ရင်လည်းနောက်ထပ်တစ်ခါတက်ပြီးတော့လိုက်နေကြမလို့ပါဘူး auto watermark ကဝင်နေမှာဖြစ်ပါတယ်ရှင်းရှင်းလင်းလင်းမြင်အောင်လို့ပြီးက print ထုတ်တဲ့စီကိုခေါ်သွားပေးပါမယ် print ထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ control နဲ့ P နဲ့ကိုတွဲပြီးတော့မှ shortcut သုံးလို့ရပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာ print ထုတ်လို့ရှိရင်လည်းဒီ A4 စာရွက်ရဲ့အပေါ်မှာ computer knowledge sharing ဆိုတဲ့ဒီစာလေးကတစ်ခါတည်းပါလာမှာဖြစ်ပါတယ်ဒါကတော့ page number 1မှာလည်းဒီပုံစံမှာပဲ page number 2မှာလည်းဒီပုံစံပဲပြပေးနေမှာပါဒီလိုစာလေးကတစ်စောင်းလေးဖြစ်နေအောင်ဒီစောစောက diagonal ကိုရွေးခဲ့လို့ဖြစ်ပါတယ်အကယ်၍ horizontal ကိုရွေးခဲ့ရင်တော့စာကဒီလိုအလျားလိုက်ပဲပြပေးနေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ text watermark ကိုအသုံးပြုပြတာပါဒီတစ်ခါမှာတော့ဒီက picture watermark လေးကိုအသုံးပြုပြပါမယ်အခုဒီtext watermark ကိုမလိုတော့ဘူးပြန်ဖြတ်တော့မယ်ဆိုတော့ဒီမှာရှိတဲ့ remove watermark လေးကိုနှိပ်လိုက်အောင်ပါပဲဒါဆိုရင် watermark တွေပြတ်သွားပါပြီဒါဆိုရင်ဒီကအခုက picture watermark ကိုထည့်ပြမှာဖြစ်တဲ့အတွက် watermark option လေးကိုတစ်ချက်ခေါ်လိုက်ပါတယ်ပြီးရင်စောစောလိုပဲ custom watermark တွေကိုတွားလိုက်တယ်ပြီးရင်ဒီမှာရှိတဲ့ picture watermark ဆိုတာလေးကိုရွေးလိုက်ပါတယ်ပြီးရင်တော့ picture watermark ကိုရွေးလိုက်တာနဲ့အောက်မှာတော့ select picture ဆိုပြီးတော့ဝင်လာပါတယ် select picture ဆိုတာကိုတစ်ချက်နှိပ်ပြီးသွားလို့ရှိရင်ကိုထည့်ခြင်းတဲ့ picture ကိုကိုယ့်ရဲ့ save ထားတဲ့လမ်းကြောင်းပေါ်ကနေပြီးတော့ရွေးချယ်လို့ရပါတယ်ကိုက desktop ပေါ်မှာsave ထားမိတာလား download ထဲမှာထားတာလား document ထဲမှာထည့်ထားတာလား picture ထဲမှာထည့်ထားဒါကတော့ကိုယ့်ရဲ့ရုပ်ပုံကို save ထားတဲ့လမ်းကြောင်းကိုအတိအကျသေချာသိဖို့တော့လိုအပ်ပါတယ်ပြီးတော့လောလောဆယ်ဒီ save picture ဆိုတာလေးထဲမှာ save ထားတာပါဒါကတော့အပြည့်ရဲ့ဒီ computer ဒီ knowledge sharing page ရဲ့ logo လေးကိုပြည့်ကိုယ်တိုင် design ဖော်ထားတာဖြစ်ပါတယ်ဒီ watermark logo လေးကိုပြည့်ရဲ့ဒီ A4 စာရွက်ပေါ်မှာပေါ်ကျင်တာဖြစ်တဲ့အတွက်တစ်ချက်နှိပ်လိုက်ပြီးရင် insert ဆိုတာလေးကိုရွေးလိုက်ပါတယ်insert ဆိုတာလေးကိုရွေးပြီးသွားလို့ရှိရင်เนาะသူကဒီမှာ scale ကိုသူကပြထားတယ်ပေါ့နော်ဒီ auto ဆိုတဲ့နေရာမှာကိုကအကြီးကြီးလိုချင်ရင်ဒီမှာပြထားတဲ့ percentage တွေနဲ့အချိန်ပြောင်းလုပ်လို့ရပါတယ်ပြီးတော့ normal ပဲလိုချင်တာဖြစ်တဲ့အတွက် auto ပဲရွေးထားပါတယ်ဒီနောက်မှာနောက်တစ်ခုသတိထားရမှာက washout ဆိုတာရှိပါတယ် washout ဆိုတာကိုကအမှန်ချစ်ပေးထားရင်တော့ကိုယ့်ရဲ့ဒီ A4 စာရွက်ပေါ်မှာပြပေးတယ်စောစောက logo ပုံလေးဒီမှိန်လေးပဲပြပေးမှာဖြစ်ပါတယ်အကယ်၍ကိုက wash out ကိုအမှန်ချစ်ဖြုတ်ထားတယ်ဆိုလို့ရှိရင်တော့စောစောတုန်းကပြထားတဲ့အရောင်အတိုင်းပဲထင်ထင်ရှားရှားပြပေးနေမှာဖြစ်ပါတယ်
ကိုကမိန်လေးပြခြင်းလဲဆိုရင် workshop မှာမှန်ချစ်ပေးကိုကမိန်လေးမပြခြင်းဘူးထင်းထင်းလေးပြခြင်းလဲဆိုလို့ရှိရင်เนาะမှန်ချစ်ကိုဖြုတ်ထားပါเนาะဟုတ်ကဲ့ပါပို့ပြီးတော့မှတေချာရှင်းရှင်းလင်းလင်းမြင်သာသင်သာရှင်းသွားအောင်ဒီ apply လေးကိုတစ်ချက်နှိပ်ပြပါမယ် apply လေးကိုနှိပ်လိုက်တဲ့အချိန်မှာပြည့်ရဲ့ရုပ်ပုံလေးကပေါ်လာပါတယ်ဒါပေမဲ့ရှင်းရှင်းလင်းလင်းပေါ်လာတာမျိုးမဟုတ်ပါဘူးနည်းနည်းရေးလေးပုံစံလေးနောက်ရောင်ကန်ပုံစံလေးနဲ့ပေါ်နေတာပေါ့ဒါကဘာကြောင့်လဲဆိုတော့ workshop မှာအမှန်ချစ်ပေးထားလို့ပါအမှန်ချစ်ဖြုတ်လိုက်လို့ရှိရင်တော့သူကအမှန်ချစ်လေးဖြုတ်ပြီး apply ပြန်ပေးလိုက်ရင်တော့ logo ကထင်ထင်ရှားရှားပေါ်နေမှာဖြစ်ပါတယ်ဒီကအပေါ်မှာလဲစာရီရိုက်အောင်မှာဖြစ်တဲ့အတွက်စာရီရိုက်လို့ရှိရင်ဒီ logo နေရာကနေဖြတ်သွားတဲ့စာရီကတိတ်ပြီးတော့မှမမြင်ရမှာစိုးတဲ့အတွက်ပေါ့နော်ဒီကတော့ workshop လေးလုပ်ထားပါမယ်ဒါဆိုလို့ရှိရင်တော့ apply ပြန်ပေးလိုက်ရင်စာလေးကမှိတ်လေးပဲပုံလေးကမှိတ်လေးပဲပြပေးနေမှာပေါ့နော်ဒီကတော့ဒီလို style လေးကိုကြိုက်တာဖြစ်တဲ့အတွက်ဒီလိုလေးရွေးထားပါတယ်ဒါကတော့ watermark ကိုစိတ်ကြိုက်ထည့်တဲ့နည်းလမ်းလေးဖြစ်ပါတယ်ပြန်ပြီးနှစ်ချုပ်ရမယ်ဆိုရင် watermark မှာ option 2ခုရှိပါတယ် picture watermark နဲ့ text watermark နဲ့ဆိုပြီးတော့2မျိုးရှိပါကိုကြိုက်တယ်လို့ arrange လုပ်ပြီးတော့မှစီစဉ်ပြီးတော့ထည့်လို့ရပါတယ်ဒီထက်ပိုပြီးတော့မှကွန်ပျူတာနဲ့ပတ်သက်တဲ့နည်းပညာတွေတိုးပွားပြီးတော့မှအစီအမံချုံးမွေးကြပါစေတင်ပေးတဲ့ဗီဒီယိုလေးတွေတစ်ခုချင်းစီတိုင်းကလည်း audience တွေအတွက်အကျိုးရှိရဆိုလို့ရှိရင် like and subscribe လုပ်ပေးဖို့လည်းပြောကြားလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်